ခုတည်းချီလဲငုတ်တုတ်ကြီးတင်မလင်ခွေရဲ့ကိုင်းတထေးကြော်ကြီးအပေါ်ဆုံးမုံရှက်တစ်ချက်သာခွာပြီးလှူလိုက်တော့မုံရှက်တစ်ချက်ခွာလှူဆိုတော့လေတထေးကြော်ကြီးကအပေါ်ဆုံးမုံရှက်ဆွဲခွာလိုက်တော့တဒေါင်းလုံးကပ်ပါနှမျောတဲ့တထေးမျက်ဖြူဆိုင်ပြီးဇန်းကဲဖြစ်လာဟာဒါဘာလို့မလို့တော့မုံတစ်ချက်လူဆိုတဒေါင်းလုံးလူရသလားဟာတထေးကြီးဆွဲမရဘူးတော့သူ့ဘာသူကပ်ပါလာခဲနေပါပြီကွာမုံကလေးဆွဲတာမှဆွဲခွာလို့မရဘူးရဲ့လို့ဆွဲဟာဒူးနဲ့ညှဆွဲတထေးကြော်ကြီးကဒူးနဲ့ညှဆွဲတယ်မရဘူးတော့တဲ့ခက်တဲ့မိန်းမတွေပဲဒါကြောင့်အာမရှိတဲ့3000ဝန်းမိန်းမသားဖြစ်တာပေးငါဆွဲပြမယ်ဆိုပြီးဒူးနဲ့ညှပ်ပြီးမုံရှက်ဆွဲတဲ့စီတွေနဲ့ဆိုတော့လွတ်ပြီးဗလတ်ဆိုနှာခေါင်းရိုက်ဒုက္ခပါပဲကွာငါဆွဲလို့မရမင်းဆွဲလို့မရဟေးတထေးကြော်ကြီးငါလည်းအကြွားကြီးပြီမယ်လို့ငါလည်းဆွဲခွာလို့မရဘူးဒီလိုလောက်ကြဆိုခြီဆင်းသားဟဲ့ဘာလို့မလို့တော့ခြီဆင်းပါဆိုဘာလို့မလို့ခြီဆင်းခြီတော်နှချောင်းဘေးနဲ့ကားတထေးကြီးတောင်းပါလို့အိုးဘေးနဲ့ကားပါဆိုမှခြီတော်နှချောင်းအကားခိုင်းပြီးတရားနာပြေးစားခြီတော်နှချောင်းအလေကောင်တောင်းကြီးချသူကလည်းခြီဆင်းထိုင်ပြီးတော့ခြီဘဝနှစ်ခုဒီလိုတဲပြီးတော့တရားနာပြေးစားရော့မင်းဒီဘက်ကဆွဲမင်းကတောင်းဘက်ကဆွဲတထေးကြီးကတရားနာပြေးစားရေးမုံဘက်ကဆွဲတာဆွဲတာပဲတော့ဆွဲဟာဒီကဘေးကမြန်သူတို့စကားကြားသွားရင်တထေးကြီးဟိုးအနာပေါ်တယ်အောင်းမေ့ပြီဘူးလား